ဒါလေးကတော့ကျွန်တော်တန်သေးလေးတွေပေါ့ဗျာအစင်စင်ပြောင်းလဲခြင်းကိုကျွန်တော်ပြတာပါဒါ black iron ဒီလုံးဆိုတာ black iron နေမှဒါကျွန်တော် red iron အဖြစ်ကိုပြောင်းလဲသွားတော့မှာပေါ့နော်ဒါ black iron နေဒီမှာပြောင်းလဲလာတဲ့အဆင့်တွေအောက်ဆုံးကတော့ဒီမှာ red iron ဒါနီအောင်တန်းစီသားကိုပြသွားတာပေါ့ဗျာဒါကိုကျွန်တော်အနီးကဆွဲပြတာဒါဆိုတစ်လုံးလုံးဒီအောင်ဖြစ်တော့မယ်လို့ပြောတာဒါကျွန်တော်စဖို့လဲပြာကိုစားချက်ပြီးတော့ဒါထက်အောက်နှီးထိုးတာပေါ့ဗျာမခိုင်တဲ့ဓာတ်ဆိုရင်ကုန်ပါတယ်ဒါကျွန်တော်ကြိုတင်ပြီးတော့ပြောပြထားပါကျွန်တော်ရဲ့ဒါထိုးသွားတဲ့တန်နီးကိုပြောပြခြင်းမျှတာဖြစ်ပါတယ်ဟိုအကြမ်းမြင်လေးသိုံနဲ့တန်သေးတော့ပြားတော့တန်သေးမသိတန်ကိုကြည့်တော့ဒါအကြမ်းအမြင်တော့မှန်ပါတယ်ဗျအဲ့ဒီတန်သေးတော့ပြားသွားတဲ့အလုံးကြီးကိုဆက်ထိုးကြည့်လိုက်ဘယ်လိုဖြစ်မလဲမင်းလေးပါးတွေကျွေးပြီးတော့ဘယ်လိုဖြစ်မလဲအဲ့လိုတွေပေါ့ဗျာဟိုကျွန်တော်လဲဒါမူဂျိုအဆင့်တော့မတည့်ရသေးတဲ့သူပါဝါသနာရှင်တွေဆိုတော့ကိုရောက်နေတဲ့အဆင့်လေးတွေကိုကြားထဲမှာလုံးနေကုန်မီးသွေးတွေကုန်အချိန်တွေကုန်မခံရအောင်ကိုကြိုက်ရင်ကြိုက်တဲ့နီးလေးတွေယူလို့ရအောင်ဒါဖြူစင်တန်ရှင်းသောစိတ်ဓာတ်ထားပြီးမှ sharing လုပ်နေခြင်းမျှတာဖြစ်ပါကြောင်းပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နတ်လူတတော်အားလုံးဘေးရန်ကြောင်းကြဆင်းရဲကင်း၍ကိုယ်စိတ်နှပြကျမ်းမာကြပါစေချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေဗျာသာဓုသာဓုသာဓုပါဗျာ